ဒီ scale ကိုပြန်မြင်ရဖို့ဆိုရင် Ronaldo နဲ့ Neymar ကိုအသက်ပြန်ငယ်ခိုင်းမှပဲရတော့မယ်ဒီ scale ကိုဘယ်လိုလုပ်ရမလဲဆိုတာ step by step ပြောပြသွားပါမယ်အခုခေတ်ဘောလုံးလောကမှာ scale ကျွေဝတဲ့ကစားသမားတွေအများကြီးရှိနေတာမှန်ပေမဲ့တကယ်ကိုခက်ခဲပြီးလှပလုံးနဲ့ဒီ heel to heel pass ကိုတော့သတိထားမိကြမှာပါဒီ scale ကိုကွင်းအတွင်းမှာအပိုင်နိုင်ဆုံးနဲ့အလှပဆုံးအသုံးချနိုင်ခဲ့တာကတော့ superstar တွေဖြစ်တဲ့ Ronaldo နဲ့ Neymar တို့နှစ်ယောက်တည်းပဲရှိတယ်လို့ပြောလို့ရပါတယ်သူတို့ရဲ့ခြေစွမ်းနဲ့နီးစနစ်ကတကယ်ကိုအံ့မခန်းပါပဲဝန်နေစရာကောင်းတာကအခုနောက်ပိုင်းကစားသမားတွေစီကနေဒီလိုစွဲမက်စရာကောင်းတဲ့ heel to heel pass မျိုးကိုမမြင်ရတော့တာကြာပါပြီဒါကတကယ်ကိုရှားပါသွားတဲ့အမှုပညာတစ်ခုလိုဖြစ်နေပါတယ်ပထမဆုံးအနေနဲ့ဘောလုံးကတင့်ချီတော့အောက်မှာရှိနေပါစေညာဘက်ချီတော့ဖနှောင်းနဲ့ဘောလုံးကိုအနောက်ပေါက်သွားပါမယ်နောက်တစ်ဖက်ဘေးချီတော့ချီကွင်းမကြဖနှောင်းမကြနေရကိုခတ်တောင့်တောင့်ခံထားပေးရမှာပါဒါမှညာချီနဲ့ပေါက်လိုက်တဲ့ဘောလုံးကဘေးချီကိုထိပြီး pass ပေးတယ်လို့ဖြစ်သွားမှာတကယ်ကိုလှပတဲ့ ski တစ်ခုပဲဖြစ်ပါတယ်ဒီ ski ကိုရအောင်ကျင့်နိုင်ရင်သင်ဟာကွင်းထဲမှာတကယ်ကိုထူးခြားတဲ့သူဖြစ်လာပါလိမ့်မယ်အခုပဲစကြည့်ကြည့်လိုက်ပါ